ဟေးအတော်ပဲမင်းတို့စီမှာစေးဆုံးကောင်းရတာလေစုငါတို့ရွာလေးတော့တရင်နေပြက်နေရနော်ကျော်ကုန်လို့နေပြပြစေးရတော့ဘာစွမ်းတယ်လဲမမေးနဲ့ငါကောင်ကြီးအဲ့ဒီစွမ်းတာလေးပြောပါသိချင်လွန်းလို့ဟောဗျာအမြင့်တွေတန်လာတယ်ကွာဥတွေကြီးလာတယ်ကွာပြောရမယ်ဆိုရင်ကွာကြီးထွားမှုတွေအားကောင်းလာတယ်ကွာကြီးထွားမှုတွေအားကောင်းလာတယ်လေညိုပြပါဟာဆေးရကောင်းလို့အေးငါတို့တရွာလုံးလေဒီဆေးပဲသုံးတယ်ဩမင်းငါတို့ရွာလူကြီးဥဆန်ဘောတောင်ဒီဆေးသုံးတာကွာဘာဖြစ်လဲရွာလူကြီးအေးလေဥဆန်ဘောအသက်80လောက်ရှိနေပြီလေဒီဆေးကိုသုံးလုံးမယ်လားအာမင်းမယုံရင်မင်းမနာမည်သွားမေးကွာငါတို့ဟိုဘက်မှာလောက်ပြရှိသေးတယ်မင်းမနာမည်သွားမေးသွားဟောအကောင်လေးအသက်80လောက်ရှိတယ်ဘိုးတော်ရုံသုံးတယ်ဦးကြီးစံဘောဦးကြီးစံဘောဟေးဟာလာခိုင်ကွာဦးကြီးမေးစရာရှိလို့လှည့်ွယ်လာတာဘာမင်းသားဟိုပါလေဦးကြီးဟိုစေးသုံးတယ်ဆိုတုံးတယ်လေဒါတော့စွမ်းနေစီမတုံးရင်မရချပါပေါ့အထောင်ပြောတာဦးကြီးအသက်ရွယ်နေဒီလောက်စွမ်းနေဆိုကျွန်တော်မယုံနိုင်လို့ပါဗျာအသက်ရွယ်လည်းဘာဆိုင်လို့လို့ဟမ်ဒါတော့လေးတော့ငါလည်းဖျန်းနိုင်တာပေါ့ဦးကြီးဟမ်ဖျန်းရလားအေးလေဖျန်းတာနည်းနည်းလေးဖျန်းတယ်အကြီးဖြစ်လာတယ်ဩစွမ်းလို့ငါမိမတောင်ဒါပဲဖျန်းတယ်ဘာကြီးကြီးတော့ရပါအေးတိုင်းကိုဖျန်းတယ်ဟာဦးကြီးကကိုကျိုးတွေတော့နည်းတော့မှာပဲဗျာဘာဖြစ်လို့ကိုကျိုးနေရမှာလဲဦးတွေကြီးလာတယ်ဆိုအေးလေအမြင့်တွေထွားလာတယ်ဆိုအေးဆိုအဲ့ဒါယူကြီးတို့ကြီးကသုံးတော့ကိုကျိုးတွေနဲ့ကုန်တော့မှာဗောဦးကြီးရဲ့ဟေးရောမိပါရီပြောနေတာလေမဟုတ်ဘူးလေဗျာဟိုဦးကြီးတို့ဆွဲသုံးနေတဲ့စိတ်လေဟိုနီကရိုကြီးတော်ကြီးနဲ့နီကရိုနဲ့ကြီးတော်ကြီးဟာသွားပါပြီဗျာသွားပြီဟဲ့အဲ့ဒီဒီကရိုမင်းကြီးတော်နဲ့ပေးစားလိုက်ဟာငါပြောတာကဝိစာရကထုတ်တဲ့ဝီကရိုဟုတ်တယ်လေကွာတို့တရားလုံးဝီကရိုရွက်ဖျားအားစေးကိုသုံးလို့ပဲစပါတင်းလံအားလုံးအမြင့်တန်ဥကြီးထွားမှုပိုကောင်းလာတာပေါ့ကွာဩဦးကြီးတို့တရားလုံးစေးစွမ်းကုန်ရှိရဲ့ဆိုတာကျွန်တော်ဒီရလို့မထင်ဘူးဗျမင်းကပဲအထင်လဲဝီကရိုပဲထင်ပါတယ်လို့ဒါပေါ့ဝီကရိုကိုပက်ဖြန်းပါတင့်အတွက်အကောင်းဆုံးရွှေရောင်အသီးအပွင့်တွေကိုခံစားလိုက်ပါစစ်မှန်ပြေဝဝိဇာရဝီကရိုကိုပက်ဖြန်းလို့အကောင်းဆုံးစိုက်ပျိုးကြပါစို့